မင်္ဂလာပါ မင်္ဂလာပါ မြန်မာနိုင်ငံကနေပြီးတော့အိုမန်နိုင်ငံကိုအလုပ်လာလုပ်တဲ့အခါကျရင်တည်တဲ့အချက်လက်တွေနဲ့တည်ယူလာတဲ့မဲ့အချက်လက်တွေကိုပြပြပေးသွားမှာဖြစ်ပါတယ် နံပါတ်1မြန်မာနိုင်ငံမှာလက်ရှိသုံးနေတဲ့ SIM card တွေကိုမြူခဲ့ကြပါနဲ့ ဘာလို့လဲဆိုတော့မိမိတို့ဖွင့်ထားတဲ့ KBZ အပေးအကောက်တွေဝေပေးအကောက်တွေက OTP ကုတ်လိုအပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ SIM card တွေအသက်ဆောင်လာမယ်ဆိုရင်အကောက်တွေကဝင်လို့မရပဲဖြစ်နေမှာဖြစ်ပါတယ် နံပါတ်2မူရေးမှတ်ပုံတင်ယူခဲ့ပြီပါ မိမိကအကြောင်းမျိုးကြောင့်မြန်မာနိုင်ငံကိုပြန်တဲ့အချိန်ကြာရင်လေစိတ်မှာမှတ်ပုံတင်ပြရတာဖြစ်ပါတယ်ဆိုတော့မှတ်ပုံတင်မဖြစ်မနေသက်ဆောင်လာဖို့လိုအပ်ပါတယ် နံပါတ်3အိမ်အောင်စုစရင်ရှင်းအောင်မိတ်တူယူခဲ့ပြီပါ အိမ်အောင်စုစီရင်ရှင်းအောင်မိတ်သူရဲ့ကျွန်တော်တို့ passport စာအုပ်ဓာတ်ပုံတွေရဲ့ပြီးတော့ရင်မိမိတို့ရဲ့ license ပုံလို့ခေါ်တဲ့ဟာလေးတွေကိုဖုန်းထဲမှာမဖြစ်မနေတင်ထားဖို့လိုပါတယ်ချိန်ကြလို့ကိုကတခြားနိုင်ငံဗီဇာလျှောက်တာဖြစ်ဖြစ်လေးလက်မှတ်ဝယ်တာဖြစ်ဖြစ်ဒီချက်လက်တွေကမဖြစ်မနေရှိနေမှာဖြစ်ပါတယ် နံပါတ်4 3နေကြစေဝါနဲ့စားတောက်ကုန်ပေါ့နော်အဲ့လောက်ချန်လေးတွေယူလာခဲ့ပါ ဘာလို့လဲဆိုတော့ဒီနိုင်ငံရောက်တာနဲ့ပထမဆုံးကြုံရမယ့်အခက်အခဲအစားအသောက်ပြဿနာပဲဖြစ်ပါတယ်အချောက်ချမ်းလေး ready made ထုတ်လေးတွေအနေငယ်တက်ဆောင်လာပေးဖို့မြစ်တာခံချင်ပါတယ် နံပါတ်6က bra တွေယူခဲ့ပါ မျိုးသမီးအတွင်းကန်တွေများများယူလာဖို့လိုပါတယ်ဘာလို့လဲဆိုတော့ဒီမှာရှိနေတဲ့ site တွေကလူကြီးမင်းတို့ထက်အစမတန်ကြီးမားနေလို့ဖြစ်ပါတယ် ဒီက site တွေကခေါင်းတောင်ဝင်လို့ရပါတယ် ဆိုတော့ကျွန်တော်တို့မြန်မာ site တွေကနည်းနည်းသိရပါတော့ဆိုတော့များများဝယ်လာဖို့လိုပါတယ် နံပါတ်8အလုပ်လုပ်ချင်းစိတ်လေးယူခဲ့ကြပါ အလုပ်လုပ်ချိန်တွေယူလာဖို့လိုပါတယ်အလုပ်လုပ်ချိန်တွေမရှိဘူးဆိုရင်လူကြီးမင်းတို့ရွာတွေလေတွေမှာရှိတဲ့ဟာအကုန်လုံးကိုပြန်ရော်ပြီးပြန်ရမှာဖြစ်ပါတယ် နောက်ဆုံးတစ်ချက်ရာသီဥတုကအရန်ပူလို့တက်တောက်တက်တာဖြစ်တဲ့ဝတ်စားလေးတွေယူခဲ့ကြပါ ကျွန်တော်တို့ဒီဘက်မီတယ်နိုင်ငံတွေမှာအပူချိန်အရမ်းမြင့်မားပါတယ်ဆိုရတဲ့ကြောင့်မလို့လုံလုံကြုံကြုံနဲ့ကျွန်တော်တက်တောင့်တက်တာရှိစေမဲ့အဝတ်စားတွေယူလာဖို့အကြံပြုချင်ပါတယ်ပြီးတော့နောက်တစ်ခုကကြံနေလားအုံနောက်ကြီးထဲခဲ့ခေါင်းလေးကို